ဒီသင်ခန်းစာမှာတော့ဒီတုံးကတခါလေအသုံးနှုန်းတွေကိုယူဆလို့ရတယ် minus 3ဒီအနောက်ဘက်ကို3မိုင်သွားတယ်လို့အဲ့တော့အပြည့်ကအဲ့တော့ဂိမ်းမြင်းမှာYago, bitch, you drive me crazy.